လည်းမသိဘူးဘာလည်းမသိဘူးလေဟုတ်ပြီနောက်တစ်ခုဘာရှိသေးလဲနောက်တစ်ခုကြည့်အောင်ဇေဒီပထိုးတနည်းအားဖြင့်ပြောမယ်ဆိုရင်အစာအုပ်ရှိလားဘုရားဘာသာရှိတယ်ဆိုတာကိုသိတာကျမ်းစာအပြင်သိလာနံပါတ်1တစ်ချက်သမိုင်းကြောင်းရှိလို့ကျွန်တော်တို့တွေဘုရားကရောက်ဘူးလားသမိုင်းကြောင်းရှိလို့သိလာတာမဟုတ်လားဟုတ်တယ်မလားဘုရားကမရောက်ဘူးပဲတောင်းဝင်တဲ့ယုံကြည်သူတွေဘုရားဘာသာတွေရှိလို့သိလာတာမဟုတ်လားစီဒီပထိုးတယ်အခုကျွန်တော်တို့ပတ်ဝန်းကျင်မှာတည်ထားလို့ဘုရားဘာသာရှိတယ်ဆိုသိခဲ့တာမဟုတ်လားဒီလူမှလည်းဒီလိုပဲမွတ်စလင်မှလည်းနှစ်ပေါင်းရာနဲ့ရှိထောင်နဲ့ရှိဘာဖြစ်လဲအဆောက်အဦတွေရှိနေတယ်ဟုတ်တယ်လားခရစ်မာရောအခုဗာတီကန်ပုပ်ယဟန်မင်းကြီးဖရန့်စစ်နေထိုင်နေနေရကျွန်တော်ဘယ်တော့မှအောင်မသွားလဲဆိုတော့ပုပ်ဂျွန်ဘောဆုံးတော့ခရစ်တော်နဲ့ဗာလဲအိပ်ပျော်တော့ဘာဖြစ်လဲသူ့ကိုအဲ့ဒီဗာတီကန်ထဲကနေခေါ်ထုတ်လာဗာတီကန်ဆိုတာအဆောက်အဦပြောတာကန်ကိုပြောတာမဟုတ်ခဏနေဗာတီကန်ဆိုတော့ကန်လားမသိဘူးဆိုတင်နေဦးနော်ဟုတ်အဆောက်အဦထဲကနေခေါ်ထုတ်လာတာ3 နာရီကြာဘလောက်ကြီးမလဲဆိုတာကိုယ့်ဘာသာစဉ်းစားလိုက်တော့ကျွန်တော်မပြောတော့ဘူးအလောက်ကြီး3 နာရီကြာနော်ခေါ်ထုတ်လာတာအဲ့ဒီသူ့ရဲ့အဆောင်ကနေသူ့ရဲ့နေတဲ့အခန်းကနေခေါ်ထုတ်လာတာတနည်းအားဖြင့်ပြောရင်ဖျားရှိခိုးတဲ့နေရာကနေခေါ်ထုတ်လာတာအဲ့ဒီမှာမြို့ပြင်ကိုရောက်တော့မြို့ပြင်တော့မှတင်းတန်သူတို့တင်ချိုင်ရှိတယ်အဲ့ဒီမှာသူတို့တေချာလုပ်ထားတယ်အဲ့ဒီမှာသူတို့သွားတည်ယူဆိုတော့ပြောချင်တာကသူတို့မှလည်းအဆောက်အဦရှိလားခရစ်ယာန်မှာခရစ်နဲ့ပတ်သက်တဲ့အဆောက်အဦရှိလားကိုရန်မှာမွတ်စလင်မှာရှိလားရှိတယ်ဟိန္ဒူမှာလည်းရှိတယ်ဘုရားဘာသာမှာလည်းရှိတယ်ဒါမဲ့သူကတော့ဘာလို့ခိုင်းလဲရှင်းခိုင်းသူကရောရှင်းမယ်သူကရောရှင်းမယ်တင်းက9 ချိန်ကျင်းရမယ်လားဖျားရှိကိုရမှာ9 ချိန်ပြောနေတစ်ချိန်တော့မမှန်ဘူးလေငါတို့တွေကဟုတ်လားညာအိတ်တော့လေအခုရောရေးမနေ့ကျမှဆူတောင်းတော့မရတော့အိတ်တော့မယ်အိတ်ပလိုက်ရောမနေ့ရောက်တော့လေမေးပါရောထားပြီးတစ်တော့ရောဟုတ်တယ်မလားဘယ်နည်းရှိလဲအဲ့လိုမျိုးသွားလာတာကျွန်တော်ခရီးရတယ်အများကြီးပဲဆိုတော့ကျွန်တော်တို့အချစ်တရားအချင်းကျွန်တော်တို့ဘာဖြစ်လဲမပြည့်စုံဘူးမွတ်စလင်တွေဆိုအချစ်အချင်းတရား9 ချိန်4 ပုံတစ်ပုံပေးရတယ်4 ပုံတစ်ပုံကျွန်တော်တို့ကစေတစ်ပဲပေးရတာလေဟုတ်လားစေဖို့တစ်ဖို့ပဲပေးရတာမဟုတ်လားကျန်တဲ့ဟာပေးချင်ပေးချင်နေလေစေတနာရှိပေးဖို့ပေးချင်တယ်ပေါ့ရတယ်စေတစ်ပဲဘုရားခင်တောင်းတာစေဖို့တစ်ဖို့ပဲသူတို့က4 ဖို့တစ်ဖို့တောင်းတယ်ဘုရားသူတို့ရဲ့ကျမ်းစာထဲမှာတမန်ချက်ရှိတယ်4 တစ်ကိုယ့်ရဲ့အမျိုးသားချင်းကိုမပေးရဘူးကိုယ့်နဲ့ဆွေမျိုးမတော်တဲ့လူတွေကိုစင်းသားတွေကိုထောက်ပံ့ရဒါကြောင့်လူတိုင်းကမကာကိုသွားတဲ့ခါမှာလူတွေချမ်းသာပြီးပြန်လာတယ်ဆိုတာအဲ့ဒါပြောချင်တာမကာလေသူတို့ရဲ့ဌာနချုပ်ကမကာအိုးဘလီရှိတဲ့နေရာလေအဲ့ဒီပြောမယ်ဆိုရင်မိုဟာမက်ကပထမမှာဘာလုပ်ခဲ့တဲ့လူလဲဆိုတော့ပြောပြမယ်နော်ယေရုရှလင်နဲ့ပါကစ္စတန်ကိုကုန်ကူးခဲ့တဲ့လူဖြစ်တယ်တစ်ကလုတ်နဲ့ sorry ဒီကလုတ်ကြီးနဲ့ကုန်ကူးခဲ့တဲ့လူကလုတ်ကအများကြီးတင်နိုင်တယ်လေအဲ့ဒီကောင်နဲ့ကုန်ကူးခဲ့တာအဲ့တော့မွတ်စလင်ခရစ်ယာန်ရဲ့ယုံကြည်မှုကိုသူကောင်းကောင်းသိတယ်အဲ့ဒါကြောင့်မွတ်စလင်နဲ့ခရစ်ယာန်ယုံကြည်မှုကနည်းနည်းလေးတော့တူနေတယ်ဒါပေမဲ့အားလုံးမတူနည်းနည်းလေးတွေတော့တူနေတယ်အဲ့ဒီကနေခိုးချထားတယ်ဆိုတော့အဲ့ဒီမှာတွားရင်နဲ့အဲ့လိုအလုံးလုတ်ခိုင်းရင်နဲ့အထေးမကြီးနာမည်တော့ကျွန်တော်မေ့နေလို့နာမည်နဲ့အတိအကျရှိတယ်ကျွန်တော်တို့တင်ခန်းစာအဲ့ဒီအမျိုးသမီးနဲ့ရသွားတယ်အဲ့ဒီအမျိုးသမီးနဲ့အဲ့ဒီတထေးမကြီးမုတ်ဆိုးမနဲ့ရတဲ့ခါမှာအဲ့ဒီမုတ်ဆိုးမကသူအရန်ချမ်းသာတော့သူ့ကိုအရင်လုံးကုန်ကူးတဲ့လုပ်ကိုမလုပ်ခိုင်းတော့မလုပ်ခိုင်းတဲ့အပြင်သူ့ကိုကောင်းကောင်းထားတယ်ကောင်းထားတဲ့ခါမှာသူကအိမ်မက်ယူပါုံနဲ့ရတယ်အိမ်မက်တယ်ဘာလို့ကောင်းကောင်းစားကောင်းကောင်းနေပြီဆိုတော့ကောင်းကောင်းအိပ်ပြီလေကောင်းကောင်းအိပ်တော့အကြာကြီးနေတော့ပါပဲလေအိမ်မက်တွေလေကျွန်တော်တို့ကြောက်ရှာပြီးခဏလေးလာပြန်အိပ်တယ်လို့အိမ်မက်ချိန်မရဘူးဒါကြောင့်အိမ်မက်တွေဆိုကြာအိပ်လို့အိမ်မက်တာသူလေးရှောက်ရှာပြီးတော့ပေါက်တက်ကြရတယ်မက်တွေလူလေးရှိတယ်ဒါကြောင့်သူလည်းအကြာကြီးအိပ်လာတော့ပါပဲလေအိမ်မက်တွေမက်လာအိမ်မက်တွေဟာကိုသူ့မိမကိုခေါ်ပြတယ်အငါဒါမက်တယ်ဟာဒါကနေဖျားခွင့်ပြတာနေမတ်တန်းတင်ထားရေးထားအဲ့ဒီမှာကိုရန်ဆိုတာဖြစ်လာတာဘယ်သူရေးရလဲမိုဟာမက်ရေးတာAD 630မှာသူစပေါ်တယ်ADခရစ်တော်ပေါ်ပြီးနောက်မှာ630မှာစပေါ်တယ်
600စနစ်မှာ600နဲ့73လောက်မှာသူထွက်ပြေးရတယ်ဘယ်ကိုထွက်ပြေးရလဲဆိုတော့မကာကိုထွက်ပြေးရတယ်မကာမှာအဲ့ဒီခါမှာသူကသူ့နောက်မှာရှိတဲ့သူ့ရဲ့ဆွေမျိုးတွေကိုပြုစုထားတယ်ဆွေမျိုးတွေကိုပြုစုထားတယ်ပြုစုပြီးတော့သူဘာလုပ်လဲဆိုတော့သူ့အတွက်အသေးခံမဲ့လူသူ့အတွက်ဆိုရင်ဘာမှမဆိုလုပ်ပေးမဲ့လူတွေပေါ်လာပြီအဲ့ဒီချိန်မှာသူမရှိတော့ရင်သူ့အတွက်အကောင်းဆုံးလုပ်ပေးဖို့အတွက်ဆိုတော့အဲ့ဒီကနေစခဲ့တာသူတို့တမိုင်းကအဲ့မှာကျန်းစာမှာကျင့်ရမယ့်ဟာအများကြီးပဲမုတ်စိတ်အရှည်ထားရတယ်မုတ်စိတ်ကိုမရိပ်ရဘူးတတွေးမထွေးရမြို့မချရဘူးထွေးတာကိစ္စမရှိမထွေးတာကိစ္စမရှိဘူးမြို့တော့မချရဘူးအစားချောင်းပြီးဆိုရင်ဟုတ်တယ်မလားကြားဘူးတယ်မလားဟုတ်တယ်လေရှုံးလို့နေတာမဟုတ်ကြားဘူးတယ်မလားကျွန်တော်တို့ကမလေးဗိုက်စားလာပြီးဒီပြောနေရေအောင်တောက်လိုက်တယ်ဟုတ်တယ်မလားသူတို့ကအစားချောင်းပြီးဆိုတွေတော့မြချလို့မရအဲ့လောက်တဲ့အကျင့်တရားမှာခိုင်မာစွာလုပ်ထားတယ်ကျင့်နိုင်လားကျင့်နိုင်ရောကျင့်နိုင်လားကျင့်နိုင်ကျင့်နိုင်လားမကျင့်နိုင်သူကဘာလုပ်ခိုင်းလဲကျင့်ရုပ်ခိုင်းတာရှင်းလေးပဲစဉ်းစားဖို့ကိုတပန်တော့ပြောနေတာမဟုတ်ချမ်းသာမှာအဲ့ဒီတိုင်းပဲပေါ်ပြနေတာဖြစ်တယ်ပြောခဲ့တယ်မလားလေးတင်ရှိတဲ့ကဘာတသိဖျားတော့အဲ့လောက်အလောင်းမင်းကြီးတော့အဲ့လောက်ကျင်းရတာလေငါတို့ကဘာမင်းဖြစ်နေလို့လဲငါတို့ကဖုတ်မင်းဖြစ်နေတာစားဖို့တောင်ဖို့တော့နိုင်လေမဟုတ်လားတရက်လုံးတရက်စားရတဲ့ဘဝလေတမှုတရားဝမ်းတော်တဲ့နေ့စဉ်နဲ့များရှာဖွေစားတော့နေရတဲ့ခါမှာဒီတော့တမန်တော်ဘဝကအများကြီးမစဉ်းစားနိုင်ဘူးဒီလိုလေးတင်ရှိတဲ့ကဘာတသိပါရမီဖြစ်ဖို့မပြောနဲ့အောင်မနေ့ကတပတ်ကဘာစားမလဲလောလောဆယ်စားမရှိတော့ဘူးအဲ့ဒါကပြဿနာတက်စေတာကြောက်တယ်လေရောင်းလို့ဝင်မေးလူလေတခါလေလာခေါက်မေးလူလေကြောက်ရှိလားလောပန်းလေပြောမေးလူလေမဟိရခိုင်လေပြောစေကြောက်လေရောစားလေမရာမရလေမရာဓမ္မလေမဝါတော့အဲ့လိုဖြစ်လာဟုတ်တယ်မလားဆိုတော့ပြောချင်တာကျွန်တော်တက်တာမှာကျင့်ခိုင်းနေအဲ့ဒီအကျင့်တရားနဲ့ပြည့်စုံဖို့လူကမရှိဘူးကဘာပေါ်မှာအဲ့ဒီအကျင့်တရားနဲ့ပြည့်စုံဖို့လူမရှိသေးဘူးဒီအကျင့်တရားနဲ့ပြည့်စုံဖို့လူမရှိသေးဘူးဒါကြောင့်ကျွန်တော်တို့ကဖခင်ကလွယ်လေးပြောလိုက်တယ်အဲ့ဒီလွယ်လေးဟာကိုဆရာစကားပြောရမှာဆိုရင်မယုံနိုင်တာကပြဿနာဖြစ်နေတာဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့ယုံကြည်မှုဆိုင်ရာကျွန်တော်တို့ရဲ့ခံယူချက်ကျွန်တော်တို့ရဲ့ယေရှုခရစ်တော်ကတော့လူလောကလူအားလုံးကလည်းဆိုင်တာဖြစ်တယ်လောကလူသားတိုင်းနဲ့ဆိုင်တာဖြစ်တယ်အဲ့ဒီဖခင်ကဘာလို့ဆိုတော့ငါ့ကိုယုံကြည်ပါငါမင်းတို့အပြစ်တွေလက်ဝါးကားတိုင်းမှာအသေးခံခဲ့တယ်တင်းကြိုတယ်၃ညကြောက်သွားနေမှာရှင်ပြန်ထမြောက်ခဲ့တယ်ဆရာပြောခဲ့ပြီးအပြစ်ရှိစီမယ်ချစ်တဲ့ဖခင်ဖြစ်တယ်ကောင်းလို့ချစ်တာမဟုတ်ဘူးအပြစ်ရှိနေလို့ဖြစ်တယ်ကျွန်တော်တို့ကေရှင်တာဘာကြောင့်ကေရှင်လဲသူ့နဲ့ဆိုင်လို့ကေရှင်တာဖြစ်တယ်မနေ့ကကျွန်တော်ပြောပြီးသွားပြီဘာလို့ဆိုင်လဲကျွန်တော်တို့ရဲ့ဝိညာဉ်မသေးတတ်တဲ့ဝိညာဉ်အသက်ရှင်တဲ့ဝိညာဉ်ကဘုရားစီကလာတယ်အဲ့ဒီဝိညာဉ်ကိုပြန်ပြီးတော့ကေတင်ဖို့ရန်အတွက်ဘုရားကအလွယ်ဆုံးနည်းလမ်းတစ်ခုပဲပေးတယ်အဲ့ဒါကတားတော်ကိုယုံကြည်ဖို့ပဲတားတော်လွတ်ပေးတယ်ဆိုတော့ယုံကြည်ဖို့ပဲဘုရားအောင်ဆန်းအင်္ဂလိပ်လက်အောက်ကနေလွတ်မြောက်ဖို့လွတ်ပေးခဲ့တယ်ဆိုတာကိုယုံကြည်လိုက်တာနဲ့ကျွန်တော်လွတ်မြောက်ပြီးသားဖြစ်သွားတယ်လုံခဲ့တဲ့ဂျပန်နဲ့ကိုလိုနီနေရှိလုံးတုန်းကဖိလစ်ပိန်းမှာဂျပန်2ယောက်တောင်းဝင်ကြတယ်စစ်ကြီးတိုက်ပြီးတော့သူတို့စခန်းကိုအုပ်စိုးထားတယ်အဲ့ဒီခါမှာဂျပန်ကဒီဟီရိုရှီမာမှာလာပါလေအနုမူကျသွားတယ်အမေရိကန်တော့တိုက်တယ်လေသူတို့ရန်စားတော့သူတို့အမေရိကန်ကလည်းချက်ချင်းပြန်လာပြီးတော့လေနဲ့အနုမူချလိုက်ဂျပန်ဝန်ကြီးချုပ်ပြောလဲဂျပန်သမ္မတပြောလဲကျွန်တော်တို့အရှုံးပေးပါပြီပြောလိုက်စစ်ကြင်လာလိုက်ပြီအားလုံးကျွန်တော်တက်တယ်နောက်ဆုံးဖို့အမိန့်ပေးလိုက်ခိုးနှကောင်ကအဆက်တွေမရဘူးလေအဆက်တွေမရတော့သူတို့တက်ကိုသူတို့ကောက်ွယ်ပြီးသူတို့ပြစ်ဖို့ပဲစဉ်းစားနေတာဒါပေမဲ့ဒီမှာဘာပြောတော့ပြီလဲအားလုံးကိုကျွန်တော်တို့လမ်းကြောင်းရှုံးပြီးပြီကျွန်တော်တို့အေးစေးကျွန်တော်တို့အရှုံးပေးလိုက်ပြီအားလုံးပြန်လာဖို့ပဲပြောထားတယ်ဒါပေမဲ့သူတို့နှစ်ယောက်ကကြားလည်းမကြားဘူးယုံလည်းမယုံအဆက်တွေလည်းမရအောင်အဲ့ဒီဟာကိုအဆက်တွေရတော့ပြောတယ်ခင်ဗျားတို့တက်တယ်အကုန်ပြန်ကုန်ပြီခင်ဗျားတို့လည်းပြန်တော့လောဘမပြောင်းမယုံတော့အဲ့ဒီမှာပဲဒုက္ခတွေရောက်ရိတ်ခါကမပူလာဘူးငါတို့တွေပါစားရမလားအတကုံအကြီးကျယ်ဒုက္ခရောက်နောက်ဆုံးတော့ချက်ချင်းလိန်နဲ့ကိုပြန်လာပြီးခေါ်ရတယ်မင်းတို့တွေငါတို့စိတ်ကျင်လားမင်းတို့မကြားဘူးလားမင်းတို့တတိမထားဘူးလားအခုငါတို့စိတ်ကျင်ရလားအဲ့ဒီခါမှာဘူကြီးကိုယ်တိုင်ကပြောတော့ယုံသွားတဲ့ခါမှာသူတို့တွေလွတ်သွားတယ်ယုံကြီးပါပဲလေလွတ်သွားတယ်ဒီနေ့ကျွန်တော်စဉ်းစားမှုဖြစ်တယ်ယုံလို့ရှိရင်ကျွန်တော်အသက်တာမှာတမလွန်ဘဝအတွက်လွတ်မြောက်သွားမှာဖြစ်တယ်ယုံလို့ရှိရင်လွတ်မြောက်သွားမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်အသက်တာမှာဒီနေ့
အခုကျွန်တော်တို့3ရက်တာမှာအများကြီးပြောခဲ့ပြီအဲ့ဒီဟာကိုကျွန်တော်မနေ့ကပြောသလိုရိုးရိုးနားနဲ့နားထောင်ပြီးတော့ဒီဘက်နားကနေထွက်ပြီးဒီဘက်နားကနေထွက်သွားမှာပဲဖြစ်တယ်အဲ့တော့နှလုံးသားနဲ့သေချာစဉ်းစားပြီးတော့ဘာနှမပြောတဲ့ထဲမှာဆရာဦးမဝင်းပြောတဲ့ထဲမှာဆရာမျိုးစင်စောဘလူးတို့ပြောတဲ့ထဲမှာအများကြီးတော့စဉ်းစားစရာအချက်တွေပါမှာဖြစ်ပါတယ်အဲ့တော့စဉ်းစားကြည့်ပါကိုယ့်အခြေအနေမှန်ကိုကိုယ်အသိဆုံးပေးပြီးပါကျွန်တော်ကတော့ကျွန်တော်ရိုးသားဆုံးမခံကျွန်တော်ဘာကောင်မှမဟုတ်ကျွန်တော်ကိုကျွန်တော်သိတယ်မကျင့်နိုင်ဘူးကျွန်တော်လူရှိမှဟန်ဆောင်နေတာပဲဟုတ်တယ်ကျွန်တော်အတွင်းစိတ်ကိုဖျားသိတယ်ကျွန်တော်သိတယ်ကျွန်တော်တင်သူများမပါဘူးဆွေမျိုးမပါဘူးကျွန်တော်တိတ်ချစ်ပါတယ်ဆိုတော့သမီးလေးကျွန်တော်နောက်ကိုလိုက်လာမှာမဟုတ်ကျွန်တော်မိမလေးပါလာမှာမဟုတ်ဒါပေမဲ့ကျွန်တော်တယောက်လေးသွားရမယ်ဒီခီးမှာဘယ်သူတောင်းဝင်ယူလဲကျွန်တော်ဒီနေ့ယေရှုခရစ်တော်ကတော့သူကတော့တောင်းဝင်ယူရှင်နေသူနဲ့အတူကောင်းကင်ဘုံမှာစံစားဖို့အတွက်ကျွန်တော်တို့အခွင့်အရေးပေးနေတယ်သင်ကိုယ်တိုင်ယေရှုရမယ့်အရာဖြစ်ပါတယ်ဒါကြောင့်အချိန်မလင့်ခင်ကျွန်တော်ဘာလို့မလဲခရစ်တော်ကိုမြင်ဖို့ဖြစ်ပါတယ်ဆရာတယောက်ကပြောတဲ့စကားကိုပြောပြီးတော့အဆုံးသတ်ပါမယ်အစ်စ်ကိုမြင်ရှင်ဘာလို့လဲအဆွေးကိုချွေရတယ်အစ်စ်ကိုမြင်ရှင်အဆွေးကိုချွေရတယ်အဆွေးရှိနေတဲ့အစ်စ်ကိုမမြင်ဘူးကျွန်တော်ထဲမှာအဆွေးတွေရှိတယ်အတ္တတွေရှိတယ်ငါဟာမငါဟာဘာပဲပြောပြောဘာမှမသိလဲငါဟာပဲအကောင်းဆုံးပဲအဲ့ဒီအဆွေးကိုချွတ်မှပဲအစ်စ်ကိုမြင်မှာဖြစ်ပါတယ်ဒါကြောင့်လောကလူသားတွေအညာမညာဆိုသလိုတခြားအရာတွေကိုလည်းလေ့လာသုံးသပ်ဆင်ခြင်ကြည့်ပါဦးသင်အတွက်အကျိုးမဲ့တဲ့အရာမဟုတ်ဘူးဆိုတဲ့အရာကိုကျွန်တော်အနေနဲ့အနေငယ်ပြောရင်နေငယ်ချုပ်ရှင်ပါတယ်ရဆိုင်ဖက်ရှင်ကောင်းကြီးပြပါလိမ့်အာမင်ဆုံးသက်ဖို့ကျွန်တော်ဆရာကြီးရဲ့ဆုတောင်းပေးခြင်းနဲ့ကောင်းကြီးပေးခြင်းနဲ့ဆုံးသက်ပြီးတဲ့အခါမှာစားတော့မှာခါလေးဆုတောင်းပေးဖို့ဖြစ်တယ်ပြီးတဲ့အခါမှာကျွန်တော်ဒီရှင်းမှာတန်းစီပြီးတော့နော်ကျွန်တော်တပ်ပုံလေးမတန်းပေါ်တော့ကျွန်တော်တပ်ပုံရရအောင်စီစီပြီးကျွန်တော်မိတ်ပြတာရခံရှင်ပါတယ်လို့ဆရာကြီးရဲ့ဆုတောင်းခြင်းပေးပါလိမ့်ဆုမတောင်းဘူးလည်းပြောချင်းကျွန်တော်မနေ့ကပထမနေ့မှာညအမားတို့ညီမတို့ကိုပြောတယ်ညာလူဒီနေ့ဒီမှာလာပြီးတော့တန်းတာလာလေးလာတယ်အားလုံးကလောကမှာလည်းဒီကြောက်ရှင်းအောင်ပြီးကောင်းကင်နိုင်ငံနဲ့တွေ့တဲ့ကြောက်ရှင်းအောင်ပြီးကျွန်တော်ပြောပြတယ်တော့ဒီအဲ့ဒါကျွန်တော်ရှောက်ပြောတာမဟုတ်ဘူးဒီကျမ်းစာထဲမှာပါတယ်ကောင်းကင်နိုင်ငံမှာကြောက်ရှင်း12မျိုးနဲ့တည်ဆောက်ထားတယ်ဒါဒီကျမ်းစက်တိမှာပါကောင်းကင်နိုင်ငံမှာကြောက်ရှင်း12မျိုးနဲ့တည်ဆောက်ထားအဲ့ဒီလေကောင်းမယ်လို့ဘာမှမရှိတဲ့နေရာဒီစုပြပေါ်နေတာနောက်တစ်ချက်ကခုနဆရာပါနာပါပြောတော့ရေခိုင်လေးကိုဘာဖြစ်လို့ဖြစ်တော့အကြောင်းပြောကြရရှိတယ်လေရေခိုင်လေးကိုဘာဖြစ်လို့ဖြစ်တော့အကြောင်းပြောပြချင်တယ်ရေခိုင်လေးကိုဒါပြောနေတာမဟုတ်ဘူးဒီဖြစ်တော့ကိုယ်တိုင်ကမာထားတဲ့စကားရှိတယ်ရှင်မတင်ခံရနေစေရှိမှာခရစ်တော်ရဲ့တပည့်များခရစ်တော်နောက်လိုက်တပည့်များနောက်ဆုံးမှာခရစ်တော်ယေရှုမှာထားတင်တို့သွားတော့လောကီအရာရာကိုသွားပြီးမှငါဤအကြောင်းကိုတက်ပြီးဟောကြားနောင်တနဲ့ပြောင်းလဲလာတဲ့လူကိုပဋိသင်ပေးပါအဲ့ဒါကျမ်းစာမှာပြောထားတယ်ဒါကြောင့်ရခိုင်တွေကိုခရစ်တော်အကြောင်းမပြောပြတဲ့လူကရခိုင်တွေကိုမုန်းတဲ့လူပဲအဲ့ဒါရခိုင်တွေအခုခရစ်တော်အကြောင်းယေရှုခရစ်တော်အကြောင်းကယ်တင်ခြင်းအကြောင်းကိုပြောပြတာရခိုင်တွေကိုချစ်လို့ပြောတာရခိုင်တွေကိုမုန်းလို့ခရစ်တော်အကြောင်းပြောနေတာမဟုတ်ဝိနည်းရတဲ့တော်ဟာအားလုံးလောကီအရာရာကိုတွားပြီးမှခရစ်တော်အကြောင်းကိုပြောပါဒါကြောင့်ကျွန်တော်တို့ဒီနေ့ကချင်းချင်းအခက်ချုပ်ကရခိုင်ကိုလည်းသာသနာလုပ်တယ်ဖျားကြောင်ဆောက်ထားပြီးစမ်းတောင်းရှမ်းကိုသာသနာလုပ်တယ်
အခုအိန္ဒိယကိုတာတနာပြန်လုံးတရုတ်ပြည်ဘက်ကိုတာတနာလုံးအခုဒီကျနာကိုခတ်တာတနာရှိတယ်အတင်းတော်နဲ့ဖြစ်နေတရုတ်တာတနာလုံးဟိုဆိုင်းတော်မှာတရုတ်နေချင်းတင်းတာအဲ့တော့ဆိုင်းတော်နေတချင်းနေချင်းတင်းတော်တာတနာလုံးအဲ့ဒါဘာကြောင့်လုပ်တယ်ဆိုတော့ခရစ်တော်ရဲ့စေခိုင်းဖို့ဖြစ်တယ်ခရစ်တော်ရဲ့စေခိုင်းဖို့နော်ခရစ်တော်ယေရှုရဲ့စေခိုင်းကျွန်တော်တို့ကချင်လူမျိုးများပါအရင်တော့ဖြစ်ရမဟုတ်ဘူးကျွန်တော်တို့ကချင်လူမျိုးနတ်ကြော့နတ်ကိုပဲပူဇော်တယ်ခရစ်တော်ကိုကျွန်တော်တို့မသိဘူးအဲ့တော့ခရစ်တော်ကိုကျွန်တော်တို့ကိုခရစ်တော်ဘယ်သူကလာပြောပြတယ်လဲဆိုအမေရိကန်တာတနာပြုဆရာပိန်လေအဲ့ဒီချိန်မှာအခုကလေရင်ပြန်နဲ့တွားလို့ခဏလေးရောက်ပြီဟိုတုန်းကတော့လေရင်နဲ့တွားလို့မရဘူးလေရင်နဲ့ခင်းပေါ့ပေလေပြင်မှာ၄၅6လစီးရတယ်အမေရိကကနေကျွန်တော်တို့အရှိအာရှမြန်မာ 别再给我们动。那个，这别放这些，别放这，ဒီလေကထားလို့မရတော့ဘူးအကြည့်ဘူးကျွန်တော်ကြည့်တယ်အဲ့မှာပါဒီမှာကျွန်တော်တော့စုပေးတယ်ဘူးကျမလေးမရှိတဲ့ကိုမရှိတဲ့ကိုပေးတယ်အဲ့ဒါကျွန်တော်ဝမ်းတာနဲ့ဒီလိုတော့ဒီလိုတေးလို့ရှိတဲ့ကိုမှတေးလို့ရှိကောင်းကောင်းစားတယ်ပြီးပဲကျန်တာတည်တယ်မှာဒီလိုချင်းပေးလိုက်အဲ့ကျွန်တော်ဆိုတာကချီလူမျိုးများအရင်ကခရီးရမဟုတ်ဘူးနတ်စားတယ်ပဲနတ်တူကွယ်နတ်တူတော့အမွေအနှစ်ခံစားရတော့ဒီလူများဖြစ်စေတော့မပါလာရောက်ပို့ချပေးတော့ကိုတော်ရှင်ဤအမှုတော်ဆောင်ဆရာများပေါ်မှာလည်းကောင်းချီးပေးတော်မူပါမိမိလူမျိုးကိုချစ်တော်စေတနာနဲ့မေတ္တာနဲ့ခရစ်တော်၏ပေးသေးကြဖဖရာသခင်အာမင်နာညောင်းတော်မူပါအာဖရာရှင်များစေဘာလောကလိတာများကိုအပေရေမပေတင်တော်မူတော်ယေဒီရှင်တခင်ယေရှုခရစ်တော်၏ယေရှုတော်သာစီရှင်ဖခမေတော်၏ချစ်ချင်းမေတ္တာတော်တန်ရှင်တော်ဝိညာဉ်တော်၏လမ်းပြခြင်းပြုပေးခြင်းဝမ်းမြောက်ခြင်းကြွယ်ဝခြင်းမြင့်တက်ခြင်းကောင်းကြီးမင်္ဂလာပေါင်းတို့သည်ဒီနေ့3ရက်တိတိဘုရားရှင်ပြား၏လည်းလေးတော်သမာတရားဒီကပတ်တော်ကိုလာရောက်စီခြင်းလုံးသွင်းဆွေးနွေးနေကြတော့ဘုရားရှင်တမီးကြီးတာကြီးများအားလုံးပေါ်နေတော့ကောင်းဒီကြားပူချပေးတော့ဘုရားရှင်၏အစေခံမှုတော်ဆောင်ဆရာများပေါ်နေတော့ကောင်းမော်ဒီတမီးတော်ရှင်များပေါ်နေတော့ကောင်းယခုမှစ၍ကာလအစဉ်အဆက်တည်ရှိတည်နေပါစေလို့အာမင်ကြည့်မယ်ကြည့်မယ် ဒီဘက်ပြန်လိုက်တော့ဒီဘက်ရက်လိုက်တော့ 好多人在外地了，是吧？